တလားကို35ပိုင်းကျော်ရနေတဲ့ corporate လုပ်ငန်းကနေလုံသက်10နှစ်တာကိုဆွတ်လွတ်ပြီးတော့ထွက်ပြီးတော့ဘာလုပ်သွားမလဲသိချင်တဲ့သူတွေ idea ဒီနေ့ပြောပြပေးသွားပါမယ်။ idea တို့လိုရည်မှန်းချက်တွေရည်ရွယ်ချက်တွေအများကြီးရှိတဲ့သူတွေရှိတယ်။ Einstein ကပြောဦးတယ်နေ့စဉ်ပုံမှန်တမယိုးကြအလုပ်တွေကိုပဲလုပ်နေပြီးတော့ရလက်တဲ့အသစ်တွေကိုမျှော်မှန်းနေတယ်ဆိုရင်ဒီလူတွေကယူမိုက်နေတဲ့သူတွေပါ။ idea လိုမျိုးရည်မှန်းချက်ကြီးကြီးနဲ့ရလက်အကြီးကြီးလိုချင်နေဆိုရင်တော့တမယိုးကြအလုပ်တွေဆက်လုပ်နေလို့မဖြစ်တော့ဘူး။ကိုရီးယားတစ်ခုကိုခွဲထပ်မှဖြစ်လိမ့်မယ်။ဆိုတဲ့အတွက်ကြောင့်ပုံမှန်လုပ်နေရင်ပုံမှန်ရလက်ပဲရမှာ။ idea တို့ဘဝအတွက်ရလက်အသစ်တွေကိုလိုချင်နေဆိုလို့ရှိရင်အသစ်သောလှုပ်ဆောင်ချက်တွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ idea တို့ဘဝအတွက်ရလက်အသစ်တွေအတွက်လုပ်ငန်းအသစ်တွေအိမ်မက်အသစ်တွေအတွက်တဆင်ချင်းစီအတွက်စုဆောင်းပုံဖော်နေပါပြီ။လစာ15ပိုင်းကျော်ထက်ပိုပြီးတန်မိုးရှိရဲ့အနာဂတ်ကိုတည်ဆောက်ဖို့ဘယ်အကြောင်းများချက်မှလိုအပ်ချက်ရှိသေးသိမ်မှုရှိကြောက်ရွံ့မှုရှိမနေပါဘူး။ idea က day 2ကနေစတင်ပြီးတော့အကောင့်ထဲပေါ်နေပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။ idea ရဲ့ new chapter လေးမှာအားလုံးနဲ့အတူရှိကြပါတယ်။တဒါ